ဒီနေ့မှာတော့ဂါရာနဲ့ Rock Lee တို့ရဲ့ပြိုင်ပွဲကိုကျွန်တော်တို့အားလုံးကြည့်ကြပါမယ်ဒီပွဲကအားလုံးစိတ်ဝင်စားဖို့ကောင်းပါတယ်ဂျူနီအီဇက်မြန်နောက်ဆုံးအဆင့်လို့တောင်ပြောလို့ရပါတယ်ဂရင်းဖြစ်ပြီးတဲ့နင်ဂျာတွေအတွက်ဒီဘက်မှာတော့ Michael က Rock Lee ကိုအားပေးနေစေပါပဲကြိုးစားငယ်ရွယ်မှုတွေပါနေဆိုပြီးဒီဘက်မှာနေကြီးနဲ့ဆာကူလာတို့စိတ်သက်ကြနေတယ် Rock Lee ကတော့သူ့ကိုယုံကြည်နေဆိုအပြည့်နဲ့ကွင်းထဲမှာရှိနေတယ်ဒီဘက်မှာကန်ဂလူတဲရောကန်ဂလူကတော့လှောင်ပြောင်နေစေပါပဲ Rock Lee ကိုဒါပေမဲ့ Rock Lee ကတမ်းမှာRock Lee ကတော့ကွန်ပျူတာပြည့်နဲ့ကွင်းမှာရက်နေပါတယ် Capco Hayate ကြီးကြပ်ရေး Ninja ကတော့ပွဲကိုစတော့မလားဆိုပြီးတော့မင်းနေပါပဲပွဲကတော့မကြိုင်စတော့ပါမယ် Capco Hayate လက်ထဲမှာပဲပွဲချိန်စပါပြီစတဲ့ချိန်မှာစပဲ Rock Lee ရဲ့နောက်ပြန်ကျွန်းထိုးပြီးတော့ပြေးနေပါပြီဒီချိန်မှာကာရာရဲ့ Sun ကာကွယ်ရသူ့ကိုကာကွယ်နေပါတယ် Sun Defensive ကနေပြီးတော့ကာကွယ်နေပါတယ် Rock Lee ကတော့သူ့ရဲ့တန်းကျူစုကိုမြင့်တင်နေပါပြီတပြေးဒါပေမဲ့အရှင်စင်ပြေးနေပါဘူးဒါပေမဲ့နောက်တို့ဘာလို့အားလုံးအော်နေကြပါတယ်ကန်ဂရူကတော့ရှင်းပြပါတယ်ဂါရာရဲ့တဲရသူ့အကာအကွယ်ပေးတာပုစုပစအကာအကွယ်ပေးတယ်လို့ပြောပါတယ်ဂါရာကလည်းသူ့ကိုယ်သူအရန်သူ့ကိုယ်သူဆရာကြီးပုံစံနဲ့ထင်နေပါတယ်ဒါပေမဲ့ Rock Lee ဆွဲပြီးတော့ခါထုတ်ပြီးတော့လှုပ်ပြလိုက်ပါတယ်နင်းပေါ်ဒါပေမဲ့ Rock Lee ပြုတ်ကျသွားပါတယ်ဒါပေမဲ့ Rock Lee ပြုတ်ကျပြီးတော့တတိကိုမလွတ်ပါဘူးပြန်နောက်ပြန်ဆုပ်ပါတယ်ဒါပေမဲ့ Rock Lee စဉ်းစားနေသေးပါပဲဒါပေမဲ့ဒီကောင်ဂါရာဘာလို့ရင်ကောင်းလဲဆိုဒါပေမဲ့ Rock Lee ရဲ့အမြန်နှုန်းကတော့ညှစ်တင်လိုက်ပါပြီတစ်ချက်ဒါပေမဲ့ Rock Lee အပေါ်ဆုံးမှာရက်နေတာဘယ်ကောင်းမှသတိမထားပြီးတော့ Michael ကတော့ all right မင်းရပြီတပည့်မင်းလှုပ်ချင်တာလှုပ်တော့ဆိုပြီးတော့ပြောတယ် Rock Lee ရဲ့တစ်ချိန်တည်းမှာသူ့ခြေထောက်မှာရှိတဲ့အဲ့ဒီဘယ်လိုပြောမလဲတန်ချက်ဘက်ဆိုတဲ့ဟာတွေကိုလွတ်ချလိုက်ပါတယ်အဲ့ချိန်မှာ Rock Lee ရဲ့အမြန်နှုန်းတန်းကျုစုအမြန်နှုန်းမြင်တွေ့ရတော့ပါမယ် Rock Lee သူ့ရဲ့တန်းကျုစုအမြန်နှုန်းစတင်လိုက်ပါပြီအမြန်နှုန်းကာရာတော့မမြင်နိုင်တော့တဲ့အထီပါပဲတဲရတယ်ဘလောက်ပဲအကောက်ွယ်ပေးဒါပေမဲ့နီးကက်လာပါပြီ Rock Lee ကတပိပိစကူရာကတော့အန်အောနေပါတယ်အန်အောတော့ကြည့်နေပါတယ်မိုက်ကန်ကတော့ဒါတန်းကျူစုရဲ့အထူးမြင့်နေတဲ့တန်းကျူစုမြင့်နေတာလို့ပြောပါတယ်ရပြီလူငယ်မင်းလှုပ်ဆွမ်းဟောဆိုပြီးတော့ပြောတယ် Rock Lee တစ်ချက်တည်းမှာပဲဂါရာကိုတစ်ချက်ကျွေးပါတယ်ဂါရာကတော့နောက်ပြန်လွှင့်သွားပါပြီဒါပေမဲ့ဂါရာလွှင့်သွားပြီမဲ့ဂါရာမထိတဲ့တစ်ချက်ကပါထိနိုင်ဘူးဆိုတော့ဘာမှမရှိသူ့ရဲ့ပါတဲအကာအကွယ်ပေးနေတဲ့အတွက်နောက်တော့အပတ်တရတော့ပြောနေပါတယ် Rock Lee ထိလိုက်ပါပြီဆိုပြီးဒါမှကန်ဂရူအမေခဏစောက်ကြည့်ပါဆိုပြီးပြောတယ်ဂါရာမျက်နှာပြောင်းနေပြီဒါပေမဲ့ဂါရာမျက်နှာတာမန်နင်ဂျာထက်နဲ့စိုးနေပါပြီသူ့ရဲ့ငကိုချင်းကျူကီရှုကောက်ကိုထွက်တော့မှာပဲကြောက်နေကြပါတယ်ကန်ဂရူနဲ့တမာဒီယိုတို့ကတော့ဒါပေမဲ့ပွဲဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့ကြည့်နေရပါမယ်ဒီမှာဂျွန်နေကောင်းဆောင်ဒေးဗစ်ဂျွန်နေကောင်းဆောင်လည်းလမ်းနေပါပြီနောက်တို့ကတော့အာတော်ကြည့်နေပါတယ်ဒါပေမဲ့ Rock Lee ရဲ့ကွင်းထဲမှာရှိနေသေးပါပဲ Rock Lee ကဘာလို့မလဲဆိုတော့ဂါရာစောက်ကြည့်နေတယ်နောက်တော့မင်းနေပါတယ်ဂါရာဘယ်လိုမျိုးစားကောင်းလဲဒီကောင်မထီဘူးလားပါလားဆိုပြီးတော့ဒါပေမဲ့ Rock Lee စားပါပြီ Rock Lee သူ့ရဲ့အမြန်ဆုံးမြင်တဲ့တန်ကျူစုစားပြီးတော့တုံပြပါပြီထက်မြန်နေပါပြီထက်မြန်ပြီးတော့ရော့ကွာဆိုပြီးတော့ကျွေးလိုက်တဲ့အချိန်မှာခြေဖနှက်နဲ့မျက်နှာကိုစောက်ကန်ဇက်တိုက်ပါပဲတန်တော်ကြီးနဲ့လူတွေကြားမှာ primary lotus ဆိုတဲ့အားလုံးချုပ်ကွက်ဟာကြီးကိုလှည့်ပြီးတော့ primary lotus ကိုသုံးပါပြီ Rock Lee ကတော့တစ်ဆက်တည်းမှာပဲဂါရာကိုပွဲသိမ့်မှောက်သွားပါပြီဒီမှာတော့အားလုံး short ဖြစ်နေအားလုံးလန့်နေပါပြီဂါရာပွဲသိမ့်သွားပြီဆိုပြီးတော့အားလုံးထင်နေကြပါတယ်မိုက်ကန်ကတော့ all right မှန်ပြီဆိုပြီးတော့ပြောနေပါပြီဒါနဲ့ပွဲပြီးသွားပြီဆိုပြီးအားလုံးထင်နေကြပေမဲ့ဂါရာရဲ့စမ်းသူ့ရဲ့တဲ့ defense ကာကွယ်မှုကနေဂါရာလွတ်မြောက်သွားပြီးဂါရာကလုံးတစ်ခုသာခြံထားခဲ့ပါတယ်ဒါပေမဲ့ Rock Lee ကဘာဖြစ်တာလဲဆိုတော့သူ့ကိုယ်သူတော့မစဉ်းစားပဲနဲ့ဘေးနားမှာချက်ချင်းပေါ်လာပါတယ်တမာရီကတော့ဒါအဆင်ပြေပြီမလုံးနဲ့တော့ကန်ဂရူတို့ဘာလို့အားလုံးပြောနေပါတယ်ရှူကာကူထွက်မှာကိုကြောက်ပြီးတော့ပေါ့ဒါနဲ့ဂါရာကစပြီးတော့လှော်နေပါပြီ Rock Lee ကို Rock Lee မှာရှိတဲ့တန်းကျူစုအရန်အသုံးပြုလိုက်တဲ့အတွက် Rock Lee 6ရောက်တွေပါလေအရန်အားနဲ့လွန်းနေပါပြီဒါကိုအသုံးပြုပြီးတော့ Rock Lee ပြေးခိုင်းနေပါပြီနောက်တော့ဒါမှအဆင်မပြေနေပါဘူးပြေးဖို့အတွက်အချိန်တော့မရတော့ပါဘူးဒါပေမဲ့ကန်ဂရူကတော့ဆိုရင်စိတ်တွေပုံနေပါပြီဘာဖြစ်လို့ဆိုရှူကာကိုထွက်မှာကိုကြောက်ရွံ့ပြီးတော့ပါပဲကျွန်တော်တော့ဘာမှမဟုတ်ပါဘူးဒါပေမဲ့ Rock Lee တော်ပင်ပန်းနေပါပြီဒါပေမဲ့ Rock Lee ဒီလိုနေရာကိုရောက်ဖို့တော့မနေကြိုးစားခဲ့ရပါတယ်ဒါပေမဲ့ Rock Lee အရှုံးတာမန်နဲ့တော့ပြေးမှာမဟုတ်ဘူးဒါပေမဲ့ကာရာလုံးဝမလွတ်ပေးမဲ့အခြေအနေတစ်ခုရောက်နေပါပြီဒါပေမဲ့ဆာကူရာပြောတဲ့အချက်ကတော့ကာ Rock Lee မှာနင်ဂျူစုကင်ဂျူစုဘာမှလည်းမသိဘူးတန်းဂျူစုတစ်ခုပဲသိတဲ့အတွက်နင်ဂျူစုနဲ့သုံးပါတာကာရာကိုနိုင်ဖို့ရှိမယ်အဲ့ချိန်မှာတစ်ဆက်တည်းမှာပဲကာရာတဲတွေနဲ့စပြီးတော့တိုက်ခိုက်နေပါပြီ Rock Lee စူးစမ်းခဲ့ပေမဲ့အဆင်မပြေနိုင်ခဲ့ပါဘူး Rock Lee နာမည်မဲ့ကာရာတို့ဒီချင်းနေတဲ့ကာရာစတိုက်ခိုက်နေစေပါပဲ Rock Lee ခံနိုင်ရင်မရှိတော့ပါဘူး Rock Lee ရဲ့ယူအစစ်ချက်ကရာပြေးနှုံးနေ
Chakra အကျော်မြင်တွေကိုတိုက်ခိုက်နေပါတယ်ရက်လိုက်တော့ဆိုပြီးတော့ပွဲကိုပြောနေပါတယ်ဆာကူရာကတော့တကယ်နဲ့တည်းမှာပဲဒါပေမဲ့ Rocky ရဲ့လုံးဝကိုအရှင်မချပါ Rocky ချက်ချင်းလန့်သွားပါပြီသူတချို့က Rocky ဘာခဏတပြုတ်ဘာအကွက်ကိုသုံးလိုက်တယ်လေဘာအကွက်ကိုသုံးလိုက်တယ်လေဆိုတာပဲလူတွေမေးခွန်းပဲဒါကိုကကာရှိကတော့မေးခွန်းထုတ်ပါကာရှိမေးခွန်းမိတယ်မိုင်ကန်မင်းမလုပ်သင့်ဘူးမင်းចောင်းသားတယောက်ကိုမင်းဒီလောက်ထိမင်းမတင်ပေးသင့်ဘူးဘာလို့ဒီကောင်အသက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုပြီးတော့တစ်ဆက်တည်းမှာပဲ Rocky ရဲ့သူ့ရဲ့ gate ကိုဖွင့်ပါတယ် gate ကိုဖွင့်တဲ့အချိန်မှာကာရာကတော့ဘာလုပ်ရမလဲဆိုတော့သူကစဉ်းစားပြီးသားပါပဲ Rocky စပြီးတော့သူ့ရဲ့ gate ကိုစပြီးတော့ဖွင့်ပါတယ်စဖွင့်ပါပြီကိုင်းဆန်စေသူကျေးဇူးတင်တဲ့အကြောင်းဒီခုမှစပြီးတော့gate ကိုဖွင့်ပါတယ် Rocky gate ဖွင့်ပြီးအားလုံးမျိုးလုံးပြူနေပါပြီကွင်းထဲမှာရှိတဲ့လူတွေအကုန်လုံးနီးပါးကနာတို့ရောပါပဲအားလုံး gate ကိုဘာ gate လဲ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 အားလုံးကြောက်ခါရှိပြောတဲ့အတိုင်းခါရှိမျိုးလုံးပြူနေပါပြီ gate စပြီးတော့ဖွင့်နေပါပြီ fourth gate 4 gate မြောက် incredible မဖြစ်နိုင်ဘူးဆိုဘာညာတာကပြောနေပါပြီ4 gate gate of 4စပြီးတော့ဖွင့်ပါပြီ Rocky wow ကျွန်တော်ကြည့်လို့ရအောင်ဆောင်းဝမ်းမိုက်ပါတယ်ဗျာကာရာဘယ်ဝါပြီလေကန်ကလူလှမ်းပြီးပါတယ်ဒါပေမဲ့ကာရာလက်လေးပေါ်မှာလွှင့်နေတယ်ဘယ်ကောင်မှမသိဒါပေမဲ့ကာရာကိုတဲရအကောင်ကိုပြေးတော့မယ့်အချိန်မှာ Rocky ထက်ကျုံးပါတယ်ကာရာကိုအဆမ်ပြဇက်တိုက်ကျုံးပါတယ် Rocky ရဲ့လက်တီးကတော့ပြင်းထန်နေပါပြီ Rocky ရဲ့လက်တီးရလို့လို့စေကာရာရဲ့ the fit gate of closing ဆိုပြီး gate နံပါတ်ကိုပြောပြီးတော့5 gate ဆိုပြောပြီးထိုးပါတယ်လက်တီးကတော့ပိုင်းထဲမှာပါပဲ Rocky တစ်ဆက်တည်းမှာပဲအောက်ကိုပြုတ်ချနေတဲ့ကာရာကိုသူ့ရဲ့ကြိုးမြင်နဲ့ပြန်ပြီးတော့အပေါ်ပြန် Hidden Lotus ကိုသုံးဖို့လည်းကြိုးစားနေပါတယ် Hidden Lotus ကိုသုံးဖို့ကြိုးစားနေတဲ့ကာရာအပေါ်ဆွဲတင်ပြီးတော့ Rocky သူခြေထောက်နဲ့ကျုံးပါတယ် Hidden Lotus အားလုံးကြောင်နေကြပါပြီလူတွေအားလုံးဘာတွေဖြစ်နေကြတော့မြန်ဆန်လွတ်နေတော့မျိုးလုံးနဲ့တော့မမြင်နိုင်ကြပါဘူးဒါပေမဲ့ကာကာရှိကတော့မဖြစ်နိုင်ဘူးဆိုပြီးတော့ပြောတယ်ဒီလောက်အကောက်ွယ်ဒီကောင်ဒီလောက်ဒီကျန်းနေသလားနာရူတိုတော်ဝမ်းသာနေပါပြီဆာကူရာကတော့ဒါလီရောဟုတ်ပါမလားဒါပေမဲ့ဘယ်လိုပွဲရဖြစ်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်နေရပါမယ်ဒါပေမဲ့လီယာတော်တော်ပြင်ပန်းသွားပါပြီကာရာကတော့ဘာမှဖြစ်မနေပါဘူးဒါပေမဲ့လီယာရှောင်းလို့တော့မလုံးဝမရတော့ပါဘူး Hidden Lotus ကိုသုံးပြီးသွားတဲ့အလုံးဝအားနဲ့လွန်သွားပါပြီကာရာ Sun Coffin ကိုသုံးလိုက်ပါပြီ Sun Coffin ကိုသုံးတဲ့ဟာရန်အန်ဒီများပါတယ်လက်တွေချော့တွေကျိုးတဲ့အထိပါပဲလက်တွေချော့တွေလုံးဝပြတ်ထွက်သွားတဲ့အဆင့်လောက်ထိ Hidden Sun Coffin ရဲ့ကြောက်ဘူးလန့်ဘူးကောင်းပါတယ်ထပ်သုံးတဲ့အချိန်မှာလောလောဆယ်ကျွန်တော်တို့ရဲ့အစိမ်းအောင်သားရဲကောင်မိုက်ကိုင်းကွန်ဟာတွေ့ရရဲ့မိုက်ကိုင်းဝင်လာပါတယ်မိုက်ကိုင်းဝင်ကာပြီးတော့ဒါငါရဲ့တပည့်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာငါရဲ့သားလိုပဲဆိုပြောလိုက်ချိန်မှာကာရာသူ့စိတ်ထဲမှာသူ့အဖေမေသူ့ရဲ့အတိမိတ်ဆွေတွေအုံတော်တွေရောက်လာပါတယ်ဒီကောင်ငါအတွက်အရေးကြီးဆုံးငါအတွက်ဒီကောင်အရန်အရေးကြီးတယ်ဆိုပြီးတော့မိုက်ကိုင်းစကားတွေပြောနေပါတယ် alright ပြဿနာမရှိဘူးမင်းမှန်ကန်တယ်မင်းဒီကနေပြီးတော့တော်ပြီဒီလောက်မီလုံလောက်ပါပြီဆိုပြီးတော့ Rocky ကိုကြည့်ပြီးတော့မိုက်ကိုင်းကတော်တော်လေးပြီးတော့ဝမ်းနေမိပြီးတော့ငိုကြွေးခဲ့ပါတယ်ဒီလောက်စူးစမ်းခဲ့ပါတယ်ဆိုပြီးဒါပေမဲ့ Rocky ကမတက်ရက်ခဲ့တယ်ဆိုပေမဲ့လည်းဒါပေမဲ့ तू ကဒီပွဲမှာနိုင်တဲ့လူဘယ်သူလဲဆိုပြီးတော့မေးတဲ့ချိန်မှာ Cap ကို hire တေးရကာရာ